တင်ရဲ့နောက်ဆုံးမွေးဖွားမှုအမျိုးအစားဗီဒီယိုတင်ဆက်မှုကိုမီလီယံ85ကြည့်ရှုမှုရရှိခဲ့တာနဲ့အတူအခုတော့ Breech မွေးဖွားမှု Breech Delivery ပြသချင်ပါတယ်။ Breech မွေးဖွားမှုဆိုတာကတော့မိခင်ရင်ထဲကမူရင်းမွေးဖွားရာမှာကလေးရဲ့ဦးခေါင်းအောက်ကိုညှစ်ချပြီးမွေးဖွားတဲ့အစာခြေနဲ့တင်ပါအောက်ပိုင်းကပထမဦးစွာထွက်လာတာကိုပြောပါတယ်။ အမေရိကန်မှာတော့ဒီလို Breech မွေးဖွားမှုတွေကိုမကြာခဏစီဇာရင်အုပ်စိတ်ဖြတ်မွေးဖွားခြင်း section ဖြင့်လုပ်ကြပါတယ်။တခါတလေမှာပဲ Breech ကလေးဟာအမွှာမွေးဖွားခြင်း Twin Delivery တစ်ခုရဲ့ဒုတိယကလေးဖြစ်နေတဲ့အခါမှာတိုက်ရိုက်မွေးဖွားတတ်ကြပါတယ်။ဒီမှာတော့မိခင်ကတွန်းအားဖြင့်တွန်းပြီးအချို့ကလေးရဲ့ခြေနဲ့တင်ပါကိုဥညွှန်ပေးရပါတယ်။ဆွဲထုတ်တာမဟုတ်ပါဘူး။ကလေးရဲ့ကြောကိုအပေါ်သို့ညွှန်ပေးတာကပိုမိုလွယ်ကူစေပါတယ်။ကလေးရဲ့တင်ပါအောက်ကကရိယာတက်ရာနေရာလည်းမြင်တွေ့ရမှာဖြစ်ပြီးဒီအရာကဦးခေါင်းဖြင့်မွေးဖွားစဉ်ခါမှာအကူအညီပေးသူကကင်ထားဖို့အတွက်အသုံးပြုတာဖြစ်ပါတယ်။လက်ခုပြထားတဲ့ဗီဒီယိုမှာရင်ဘတ်အထိမွေးဖွားပြီးတဲ့အခါလက်တစ်ဖက်စီကိုစီထုတ်ပေးပြီးနောက်ပြီးတော့ကလေးရဲ့ဦးခေါင်းကိုအောက်သို့ဖြောင့်ညှိပြီးနဲ့မွေးဖွားမှုအပြီးသက်ဖြစ်ပါတယ်။သတိပြုရန်အရေးကြီးတာကဒီလို Breech မွေးဖွားမှုဟာအမြဲတမ်းအဆင်ပြေမယ်မဟုတ်ပါဘူး။ဒါကြောင့်ပဲစိတ်ဖြတ်မွေးဖွားမှုကိုပိုမိုအကြံပြုကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကလေးကတော့တကယ်ကိုအဆင်ပြေစွာမွေးဖွားနိုင်ခဲ့ပါတယ်။